မင်္ဂလာပါမိတ်ဆွေတို့ရေဆရာနေဝင်းမြင့်ရဲ့ဝတ္ထုတိုသွားတစ်ချောင်းဤဇာပနတ်ကိုယနေ့အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူဘဝရဲ့အသေးငယ်ဆုံးအစိတ်ပိုင်းတစ်ခုလိုထင်ရတဲ့သွားတစ်ချောင်းကိုပဲစာရေးဆရာကဘဝအမြင်အသက်အရွယ်ရဲ့ပြောင်းလဲမှုကိုယ်ခန္ဓာနဲ့စိတ်အတွင်းရှိအတ္တအမြင်တွေထိချဲ့ထွင်ဖော်ပြထားပါတယ်နာကျင်မှုသေးသေးလေးကနေစတင်ပြီးကိုနဲ့အတူနှစ်ပေါင်းများစွာအတူတကွနေထိုင်ခဲ့တဲ့အစိတ်ပိုင်းတစ်ခုပျောက်ဆုံးသွားခြင်းကိုတိတ်တဆိတ်ဇာပနလုပ်ပေးလိုက်ရသလိုခံစားရစေမဲ့ဝတ္ထုတစ်ပုဒ်ပါရေမောစရာလေးတွေထိုးဖောက်ထည့်ထားပေမဲ့အတွင်းနဲ့မှာတော့လူဘဝရဲ့ယိုယွင်းမှုအချိန်ရဲ့လက်လွတ်မခံနိုင်မှုနဲ့တဘာဝတရားကိုလက်ခံရမယ့်အခြေအနေတွေကိုတသက်တာတာလက်လန်းမီအောင်ရေးသားထားပါတယ်ဒီဝတ္ထုတိုကိုအဆုံးထိနားထောင်ပြီးခန်းစားကြည့်လိုက်ကြရအောင်ပါသွားတစ်ချောင်းဤဇာပနဘယ်ဘက်အန်သွားတစ်ချောင်းနာနေခဲ့တာကြာပြီးအမြဲတမ်းနာနေတာတော့လည်းမဟုတ်တစ်ခါလက်ဖက်ရည်တစ်ခွက်တလေတောက်မိသည့်အခါဒါမှမဟုတ်ရေအေးတစ်ခွက်လောက်တောက်မိသည့်အခါကျင်သွားတတ်တာရှိသေးတယ်ညာဘက်အန်သွားတစ်ချောင်းကတော့နှစ်တော်များများကလေးကကျိုးနေခဲ့သည်သွားတွေတဲကတစ်ချောင်းလောက်ကျိုးတာကကျွန်တော်အားထိခိုက်စေသည်မဟုတ်သဖြင့်လဲဒီတိုင်းပဲနေခဲ့သည်အခုဘယ်ဘက်ကအန်သွားတစ်ချောင်းကနာယုံမကလှုပ်လာပြန်သည်ညာဘက်အန်သွားကျိုးခဲ့တာနဲ့အခုဘယ်ဘက်အန်သွားလှုပ်တာဘလောက်ကွာခြားသလဲဆိုတာကိုတော့ကျွန်တော်လည်းမသိပါသွားတစ်ချောင်းကျိုးတာကိုဘသူကမှလည်းမှတ်တမ်းမှတ်ရာရှိနိုင်မည်မဟုတ်ပါပြီးတော့ကျွန်တော်တွင်ရှိနေသည့်အကျင့်တစ်ခုကညာဘက်အန်သွားဖြင့်အစာကိုကြိတ်ဝါတတ်ခြင်းဖြစ်ပါသည်သူများတွေလည်းဒီလိုပဲဖြစ်မိထင်ပါသည်ဒါကြောင့်လည်းများအလုံးလုံးရသောညာဘက်သွားတွေတဲကတစ်ချောင်းမှာစောစောစီစီကျိုးပဲပြုတ်ထွက်သွားခဲ့ခြင်းဖြစ်မည်ခုတလောမှလှုပ်လာသောဘယ်ဘက်အန်သွားကတော့တနေ့ထက်တနေ့နာကျင်မှုပုံမပြင်းထန်လာသည်အတော်ကလေးလှုပ်နေပြီဖြစ်တော်လဲကုတ်တွေခိုင်မြဲနေသေးသည်ရှာဆောင်းနှင့်ထိုးကာကျိုးသွားဖို့အားစိုက်ကြည့်တော်လဲမကျိုးလက်နှင့်ဖိချိုးတော်လဲမကျိုးနိုင်အင်းလေသွားတွေစူးစပြုလာတာလဲမပြောနဲ့အသက်ကလည်းအတန်အသင့်ရလာပြီးကိုလူတယောက်မှာသွား32ချောင်းရှိသည်ဟုဆိုသည်အပေါ်က16ချောင်းဖြစ်၍အောက်က16ချောင်းဖြစ်သည်ငငယ်တုန်းကပေါက်သောငယ်သွားတွေကတော့အသက်9နှစ်လောက်မှကျိုးကုန်တတ်သည်ထပ်မံပေါက်လာသောသွားတွေကတော့အစီအစဉ်တကျရှိနေတတ်သည်တဘာဝကနေရာချပေးပြီးသားဖြစ်သည်ရဲရင်းနေရာရဲရင်းစောင့်နေရာစောက်တန်စင်နေရာတန်စင်ဆိုသလိုဝင်လာသည်မြအစာကိုခုတ်ဖဲ့လှိဖြတ်ဖို့သူတာဝန်နှင့်သူတာဝန်ယူကြသည်ကြည်လေကိုက်ဖြတ်စားတောက်ဖို့ရှေ့သွား၄ချောင်းရှိမည်ဒီသွားတွေကညီညာလှပစွာသွားမှန်တိုက်လျင်ရှိနေမည်ခပ်ပါစီစီရီကလေးသူနှင့်ကက်လျက်ကတော့သွားဆွဲဟုခေါ်သောအတန်ငယ်ရှည်လျားသည့်အဆွဲဘူးကလေးနှင့်တူသောသွားမျိုးဖြစ်သည်အဲ့ဒီသွားတွေကတော်ကိုထက်ရှချွန်မြနေတတ်သည်နည်းနည်းကလေးဖောင်း၍နည်းနည်းပိုချွန်သောဒီသွားမျိုးကိုပဲသွားတက်ကလေးလိုလဲခေါ်ကြသေးသည်တခုတော့ရှိသည်သူကလည်းသူ့နေရာနှင့်သူတော့အသုံးဝင်သည်ဒီသွားဆွဲလေးတွေကမာလကာသည်လိုမာကျောသောအစာကိုကြိုက်ခွအဲ့ရမှာတော်တော်လေးအဆင်ပြေသည်မာလကာသည်တစ်လုံးလုံးကိုအန်သွားတွေတဲ့တခါတည်းထဲလို့ကမဖြစ်နိုင်တဆင့်ကြိုက်ခွဲကသေးငယ်စေရအောင်မီရှေ့သွား၄ချောင်းနှင့်ကြိုက်ခွဲဖို့ဆိုတာမဖြစ်နိုင်ထိုအခါမာလကာသည်ကိုသွားဆွဲချုံကလေးရှိရာမှာထားကအားနည်းနည်းဆိုင်၍ဖိကြိုက်လိုက်သည့်အခါသွားဆွဲဘူးကလေးကမာလကာသည်အသားတွေကိုတန်ဆိုးတစ်ချောင်းလိုတိုးဝင်နှမြုပ်သွားကအကြောင်းအရာကလေးတစ်ခုဖြစ်စေသည်နည်းနည်းထပ်ပြီးအားဆိုင်လိုက်ရင်တော့နှစ်ချမ်းကွဲသွားမီထိုအခါကျမှအန်သွားတဲ့ကိုထည့်ပေးလိုက်ယုံမပြောသည်လိုပျော့ပြောင်းသောအသီးတွေလောက်ကိုတော့ရှေ့သွားတွေကဓာတ်ထက်တစ်ချောင်းလိုတလောက်ဖြတ်တောက်ပေးနိုင်သည်ကြံလိုအမြင်တွေတန်းနေတတ်သောပြင်းတွဲတဲ့အစာတွေကြတော့ရှေ့သွားရောသွားဆွဲရောမတက်နိုင်အတွင်းနည်းနည်းကြသောနေရာကလေးကသွားတွေကိုသုံးရသည်သွားတွေကမြေပဲလိုစားတော်ပဲလိုအစာတွေအတွက်ပဲခွဲဆက်ဖြစ်သွားတတ်သည်မပြောသည်လိုတင်းမောသည်လိုအယေရှွန်းမဲ့သောအသီးတွေအတွက်ကတော့တတိဖြော်ဆက်တစ်လုံးဖြစ်သွားတတ်တာကြံတစ်ချောင်းအတွက်ကြံရည်ကျိတ်ဆက်တစ်လုံးဖြစ်သွားတတ်ပြန်သည်နောက်ပိုင်းအတွင်းပိုင်းနည်းနည်းကြသောသွားကတော့သွားရုပ်ဆိုးတွေဖြစ်နေတတ်သည်အကြီးတန်းသလောက်အလုံးလုံးရသောသွားများဖြစ်သည်အလဲမှာချိုင်းခွက်ကွဲအပ်နေတတ်ကထူအန်းပုံမကြပန်းမကြတွေဖြစ်သည်တခုထူးဆန်းတာက
ပင်နေရန်သွားတွေလိုအောက်ပင်နေရန်အသွားခြိုင်သေးကိုအပေါ်ပင်နေရန်အသွားကနင်းဝင်တာမျိုးမဟုတ်အပေါ်အန်သွားတွေလည်းခြိုင်ခွက်ကွဲအပ်နေတာပဲဖြစ်သည်တီအန်သွားတွေရဲ့ကြားမှာအစာကဘလို့လူးလိမ်ခံစားရသလဲဘလို့ကြိတ်ခွဲသွားသလဲဆိုတာကတော့ပါဇက်ထဲမရောက်ဘူးသဖြင့်ဘယ်သူမှမသိနိုင်ပါပဲဖြစ်ဖြစ်စစ်ဝင်လာသမျှကြီးညက်သွားရတာကတော့အမှန်ပင်ဖြစ်ပေသည်ပြီးတော့အန်ဆုံးလို့ခေါ်သောသွားတွေရှိသေးသည်ပါဇက်အတွင်းဘက်အဆုံးဖြားဘက်မှာရှိနေသဖြင့်တီလိုခေါ်ကြတာလည်းဖြစ်နိုင်သည်ဒါမှမဟုတ်နောက်ဆုံးမှအသက်15နှစ်မှ20ကျော်လောက်အတွင်းပေါက်သဖြင့်အန်ဆုံးခေါ်တာလည်းဖြစ်နိုင်သည်ထူးဆန်းတာဟုတ်ချင်မှလည်းဟုတ်မီသွားတွေကမော်တော်ကားမှန်ချက်တွေ rubber liner ထဲနှိမ့်မြုပ်ထားတာနှင့်တူနေခြင်းဖြစ်သည်သွားဖုံးထဲမှာတဝက်အပြင်ဘက်မှာတဝက်နောက်တစ်ခါသွားတွေမှာအပေါ်ရန်ကြွေသားလွာတစ်ထက်ရှိတဲ့ရှေ့သွားတွေမှာကြွေသားလွာပါနေတဲ့ဒါအတွင်းရောက်ကြွေသားထူလေပဲတဲ့အခုကျွန်တော်နာနေသောသွားကအန်သွားတွေတဲကတချောင်းဖြစ်သည်လက်ဖက်ရည်ချိုတောက်လျင်ရေအေးတောက်လျင်ကျင်တက်တာကကြွေသားလွာတွေပျက်စီးကုန်လို့ဖြစ်နိုင်သည်ကျွမ်းကျင်သောသွားနှင့်ခတွင်ယောဂါကုဆရာဝန်တယောက်နှင့်တော့ပြဖို့ကောင်းနေပြီဒါပေမဲ့တစ်သက်လုံးဖြစ်ချင်သလိုဖြစ်နေသောညစ်ပတ်ချင်သလိုညစ်ပတ်နေခဲ့သောသွားနှင့်ခတွင်ကိုတခြားလူတယောက်အားပါဇက်တစ်ခုလုံးဟပြဲကအစစ်ဆေးခံနိုင်ဖို့ကျွန်တော်မှာအားမရှိလာပါအိမ်ကကလေးတွေသွားနေလျင်တော့တငယ်ချင်းတယောက်ဤဇနီးဖြစ်သူမခင်ဝင်းစီကိုလွတ်လိုက်ယုံသူမကတင်းခိုင်သောအချီမြင်တထွာလောက်နှင့်ကျင်လဲစွာမနာမကျင်စေပဲနှုတ်ပေးနိုင်သည်ကြီးဖြစ်သည်မလုတ်တင်တာလုတ်တင်တာအပထားမတင့်တော်တာတင့်တော်တာဘေးချိတ်အစဉ်ပြေတာကတော့အမှန်ပဲဖြစ်သည်ကိုခံအားမကောင်းတော့သွားမတစ်ချောင်းကသေးမြင်သောအချီကျိုးကလေးနှင့်တွေ့တော့လဲရှုံးချင်ရှုံးသွားတတ်တာမျိုးလေးသားတွေကအချီကျိုးကလေးမှာတန်းလန်းပါလာသောသွားကိုကိုင်ရင်ဘယ်ကိုပြည့်ရမှာလဲမေဟုမေးတတ်သည်အောက်သွားဆိုခေါမိုးပေါ်ပြစ်အပေါ်သွားဆိုကြွတွင်းထဲပြစ်ကြွသွားလေးတွေလိုခိုင်တဲ့သွားကလေးတွေပေါက်တတ်တယ်ဟုတ်သလားမဟုတ်သလားဘယ်သူမှမပြောနိုင်ပေမဲ့ဒီဒလိထုံးစံကိုဖျက်တမ်းခဲ့ဘူးသူတွေကြီးဖြစ်သည်အခုကျွန်တော်သွားကအောက်သွားအပေါ်ကဖိချေသောသွားမဟုတ်အောက်ကလှိမ့်ခံသောသွားဖြစ်သည်ပြီးတော့မကြီးမငယ်နှင့်မခင်ဝင်းဤအချီမြင်စမ်းတက်မှုထဲမှာအစမ်းတက်ခံဖို့ဆိုတာကလည်းမဖြစ်နိုင်ထိုအခါထိုအန်သွားကျိုးသွားဖို့ရှာနှင့်ထိုးလိုက်လက်နှင့်နဲ့ချိုးလိုက်ညကတော့အိမ်မက်မက်သည်အိမ်မက်ထဲမှာအလွန်နာကျင်သောသွားကလေးကျိုးသွားတဲ့နာကျင်မှုဝေဒနာမရှိတော့ဘဲလွတ်လပ်ပေါ်ပါစွာရှိနေတဲ့အိမ်မက်ထဲမှာပြုတ်ထွက်သွားသောသွားကလေးကိုလက်ဖွားထဲမှာထည့်ရင်းတေးသေးချာချာကြည့်နေမိသည်သွားကပုံတံပြက်နေသည်ခြိုင်းခွက်ကွဲအပ်နေသောအတွင်းတစ်ချမ်းလုံးမရှိကြံသည့်တစ်ဖက်ကလည်းရှိရင်ထပ်ပိုးပြီးချွန်းထက်နေသည်ဝါကျင်ညိုညစ်သောအယောင်ဖြင့်သွားကမလှမပရှိနေလေသည်အိမ်မက်ထဲမှာကျွန်တော်တော်ပျော်နေသည်စင်စစ်ပျော်စရာအကြောင်းမရှိလှပါသည်သွားကလေးကမိမိနှင့်အတူနှစ်ပေါင်းများစွာတည်ရှိနေခဲ့သောမိတ်ဆွေတယောက်ဖြစ်ခဲ့ဘူးသည်မိမိခန္ဓာကိုယ်၏အစိတ်ပိုင်းတစ်ခုအဖြစ်ကာလကြာရှည်စွာအမှုထမ်းခဲ့သူလည်းဖြစ်သည်ဖြစ်ချင်းဖြစ်လျင်ဝမ်းနည်းစရာသာရှိသည်ဒါပေမဲ့အိမ်မက်ထဲမှာကျွန်တော်ကိုဒုက္ခပေးသည့်သွားကလေးတစ်ချောင်း၏ပျက်စီးမှုအတွက်ကျွန်တော်ဝမ်းသာနေသည်အိမ်မက်ထဲမှာလည်းအတတွေပျော်ဝင်နေတတ်တဲ့လားမနက်မိုးလင်းလို့လက်ဖက်ရည်ဆိုင်ထိုင်တော့မှကျွန်တော်မှာသွားတစ်ချောင်းမရှိတော့သည်ကိုသတိထားမိသည်လက်ဖက်ရည်တငုံလောက်တောက်မိလျင်ကျင်သွားတတ်သောနေရာကအခုမကျင်တော့လက်နှင့်ဆန်းကြည့်တော့သွားမရှိဘာတွေစမ်းနေတာလဲလက်ဖက်ရည်တောက်ဖက်မိတ်ဆွေကမေးသည်ကျွန်တော်မျက်နှာပေါ်ကအရေးတွေကိုသူသတိထားမိဟန်တူသည်သွားတစ်ချောင်းမြမရှိတော့လို့သွားတစ်ချောင်းကျိုးတာဘာစမ်းတာမှတ်လို့သွားကျိုးတာကတော့ဘယ်စမ်းမလဲဗျာဘယ်တော့ကကျိုးသွားမှန်းကိုမသိလို့စဉ်းစားနေတာအခုမိုးလင်းသွားတိုက်တော့သတိမထားမိဘူးလားဟာဗျာသွားဖို့တန်ကသွားတစ်ချောင်းလျော့နေတယ်လို့သတင်းပို့တာမှမဟုတ်တာမဟုတ်ပါဘူးညကလည်းရှိသေးတယ်မိုးလင်းတော့မရှိတော့ဘူးဆိုတော့ညကအိမ်ရင်းကပြုတ်ထွက်သွားတာနေမှာပေါ့အင်းလေဖြစ်နိုင်သည်ပဲဒါဖြင့်ညကအိမ်မက်မက်တာမဟုတ်နိုင်သွားကတကယ်ပြုတ်ထွက်သွားတာပဲဖြစ်မည်စစ်ခန်းနဲ့နာကျင်မှုနဲ့အတူခဏကလေးဖြတ်ခနဲ့လန်နိုးသွားခဲ့တာထင်ပါရဲ့သွားကျိုးသွားတာကိုခဏလေးတိလိုက်ပြီးပြန်လဲအိပ်ပျော်သွားတာလည်းဖြစ်နိုင်သည်တည်င်းကဝေဒနာလေးကအိမ်မက်အဖြစ်ဆက်လက်တည်ဆောင်သွားခဲ့တာပဲဖြစ်မည်ဘာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ကျိုးစေခြင်းသည့်သွားကလေးကျိုးသွားခဲ့ပြီပဲမဟုတ်လား
အိမ်ရောက်တော့အောက်မေ့တတသည်မဟုတ်တော့လဲကျွန်တော်ခန္ဓာကိုယ်မှမပြောမဆိုထွက်ခွာသွားခဲ့သောသွားကလေး၏အကြောင်းကိုစဉ်းစားနေမိသည်အကြီးတန်းအယုတ်ဆိုးသွားတစ်ချောင်းကကျွန်တော်အတွက်အစာပေါင်းများစွာကိုကြိတ်ချေပေးခဲ့ဘူးသည်ကြည်ညက်စွာကြိတ်ချေပေးသဖြင့်ဦးနှံရံတွေအတွက်အစဉ်ပြေသည်ကောင်းစွာမကြည်ညက်သောအစာဆိုလျင်ဦးနှံရံတွေကထက်ဆင့်ကြိတ်ချေပေးရသေးသည်ထိုအခါဦးနှံရံတွေကမူလတာဝန်တွေထက်အလုပ်ပိုလုပ်ရသည်သွားတွေကညက်နေအောင်ကြိတ်ချေပေးလျင်တော့ဦးနှံရံတွေအတွက်တက်တာစေသည်ကြောက်ခွဲဆက်တွေနှင့်တူသောကြမနော့သွားတွေကိုတော့ဦးနှံရံတွေကကျေးဇူးတင်ကြလိမ့်မည်ထင်သည်ဝါးစရာရှိလျင်သူတို့သာတာဝန်တိတိမှတ်မိသလောက်ဝါးကျင်နေကြသောကြောင့်ဖြစ်သည်ကျွန်တော်ငယ်စဉ်ကအချိုတွေအစိမ့်တွေတိတ်ကြိုက်သည်တကြားတို့နို့စီတို့ထန်းလျက်တို့ချောကလက်တို့ပတ်တို့ခရင်တို့ဂျင်တို့ထောပတ်တို့ကိုကျွန်တော်ကြိုက်သည်ကြီးလာတော့လဲကောင်းကောင်းစားခြင်းသည်ဝါးစရာရှိလျင်ကောင်းကောင်းဝါးခြင်းသည်အညီအဟောက်ကလေးမှမပါလျင်ထမင်းမစားခြင်းဆန်ဆိုလျင်လဲကောင်းမှဖူးနေမှကော့နေမှဟင်းဆိုလျင်လဲကောင်းမှသွားတွေလဲအယိုးရင်းတို့ကစွန်းရိုးတို့ငပီယိုးတို့ချင်းပေါင်ရွက်တို့လိုဟာမျိုးကိုကြိတ်ချေပေးရတာဂုံငယ်သည်လို့တွက်လာပုံရသည်နှစ်ပေါင်းများစွာအညီအဟောက်နှင့်တားကြီးငါးကြီးသာစားခဲ့ရသောသွားတွေကဘဝမေ့ကျင်ခြင်းဖြစ်လာပုံလည်းရသည်ဤသို့ဖြင့်ညာဘက်သွားတစ်ချောင်းကအချိန်ခါမတင်သေးပါပဲလျက်ကျွေနှိခဲ့ပြီးအခုလဲတစ်ချောင်းသွားဆိုတာကလည်းခတ်သားတစ်ချောင်းကိုတစ်ချောင်းမှီတွယ်နေရတာမျိုးအာပြုထောက်ကန်နေရတာမျိုးတစ်ချောင်းကျိုးလျင်နောက်တစ်ချောင်းကဆက်ကရိုင်လဲလာတတ်တာမျိုးကျိုးသွားတဲ့နေရာမှာအချိန်မီစိုက်ချင်ဆိုင်လို့မို့ရင်တော့ထက်ဆိုင်ဖြစ်သည်ပဲထားပါဦးလေသွားစစ်တွေကြားမှာသွားတုကနေသားတကြရှိပါဦးမှညီတို့ပင်ဖြစ်စေညကကျိုးသွားသောသွားကလေးကိုကျွန်တော်ကြည့်ကျင်သေးသည်အိယာထဲမှာလိုက်ရှာသည်ဆောင်းတွေခေါင်းအုံးတွေလှန်လောရှာသည်ခုတင်အောက်တွေမှာရှာသည်မတွေ့ဒါဖြင့်အိမ်မက်မက်တလိုလိုနှင့်တကယ်ကျိုးသွားခဲ့သောသွားကဝမ်းနေကြသွားမျိုးချမိတာလည်းဖြစ်နိုင်သည်ဒါကလည်းမသေးချာဟုတ်ချင်မှလည်းဟုတ်မီမဟုတ်ပါစေနဲ့လို့လည်းဆူတောင်းနေမိသည်အเจ้าမှာသွားတစ်ချောင်းဝမ်းထဲမှာရှိနေလျင်ဘာပဲဖြစ်ဖြစ်အန္တရာယ်ရှိနိုင်သည်ဒီနေ့ဗီဒီယိုကိုနားဆင်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။နောက်ထပ်စိတ်ဝင်စားဖွယ်စာပေနှင့်ဗဟုသုတဗီဒီယိုများအတွက် Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။